သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးစောသိန်းသည်ဒီကနေ့မနက်ပိုင်းကသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူပဲခူးတိုင်းဒေသကြီးပြည်ခရိုင်တွင်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနဲ့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင်တွင်သမဝါယမစနစ်ကိုအခြေခံပြီးစနစ်ကျတဲ့စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဒေသခံတောင်သူများနဲ့တွဲဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်ရွှေတောင်မြို့ရှိအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရက်ကန်နဲ့တမွေးပညာသင်တန်းကျောင်းရွှေတောင်သို့တင်နန်းကမ်းမှာတင်နန်းကျောင်းမှာတာဝန်ရှိသူများတင်နန်းသူများနဲ့တွေ့ဆုံပြီးပြည်ထောင်စုဝန်ကြီးကတင်နန်းဆင်းသူများအားနိုင်ငံပိုင်နဲ့ပုဂ္ဂလိကပိုင်ချင်းမြင့်တဲ့အထက်ဆက်ရုံများမှာအလုပ်ကိုင်ခွင့်လန်းများရရှိရေးတာဝန်ရှိသူများကဌာနဆိုင်ရာများပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ချိတ်ဆက်ပေးရန်နဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လိုပါကလုပ်ငန်းများထူထောင်ဆောင်ရွက်နိုင်ရေးလိုအပ်သည့်များကူညီပံ့ပိုးပေးရန်လိုကြောင်းဆွေးနွေးပြောကြားကတင်နန်းသူများရဲ့တင်ပြချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးပါသည်အဲဒီနောက်တင်နန်းကျောင်းအတွင်းလက်တွေ့သင်ကြားနေမှုအခြေအနေများအား၎င်းစာသင်ဆောင်များတင်နန်းသားအိတ်ဆောင်များအား၎င်းလှည့်လည်ကြည့်ရှုပြီးပြည်ထောင်စုဝန်ကြီးကလိုအပ်တာများဆွေးနွေးမှာကြပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်တာယာဝတီမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့လေးဥကုန်းကြောက်တွင်ရန်ကင်းတော်လမ်းကျေးရွာချင်းဆက်လမ်းကြောက်ချောလမ်းပေါက်များဖာတီးပြီးကဝွန်မြေနီခင်းချင်းဆောင်ရွက်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုပြီးပြည်ထောင်စုဝန်ကြီးကလိုအပ်တာများဆွေးနွေးမှာကြပါသည်အဲဒီကမှတစဉ်ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်တိုက်ကြီးမြို့နယ်ရင်းထိုက်ကွင်းကျေးရွာခမ်းမဆောင်မှာကျေးရွာရှိကောင်းသက်အောင်မျိုးစစ်တုတ်သမဝါယမအသင်းကရင်ကျွန်းချောင်းကြီးပါရှိပွင့်သစ္စာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလောက်လေးချောင်းကြီးပါရှိရတနာလွှမ်းလေယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းများပါအသင်းမှုဆောင်များအသင်းသားတောင်သူများကြိုက်စကိုင်းဂျိုးပြူစံပြကြီးပါတို့မှာကြီးပါနေပြည်သူများအားတွေ့ဆုံပြီးဒေသခံတောင်သူများရဲ့တင်ပြချက်များကိုပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်အဲဒီနောက်ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူများကတိုက်ကြီးမြို့နယ်အတွင်းရှိရင်းထိုက်ကွင်းကရင်ကျွန်းချောင်းလောက်လေးချောင်းစတဲ့ကျေးရွာ၃ရွာမှာမိုးစဘာဆိုင်တောင်သူများအတွေ့သွင်းရစုဓာတ်မြေဩဇာများထောက်ပံ့ပေးရခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ